ဟုတ်ကျွန်တော်ဒီဘက်အတိုင်ကနေဒီဘက်အတိုင်ဒီအကွာဝေးကိုတဘာလို့ခေါ်ပါတယ်အဲ့ဒီဘာတစ်ပါးအတွင်းမှာရိုက်ချက်၄ခုရှိပါတယ်ဒါကပထမရိုက်ချက်ဒုတိယရိုက်ချက်တတိယရိုက်ချက်စတုတ္ထရိုက်ချက်သူ့ကိုကျွန်တော်တို့ရည်တွက်တဲ့အခါမှာ1 2 3 4လို့ရည်တွက်မှတ်သားပါတယ်အဲ့မှာကျွန်တော်ပြောပြတဲ့1 2 3 4ဒီ notes ကိုပြောတာမဟုတ်ပါဘူး beat ရိုက်ချက်ကိုပြောခြင်းဖြစ်ပါတယ်အတန်အတွက်အနေနဲ့ဆိုမယ်ဆိုရင်တော့ဒို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 ဒီလိုဆိုပါတယ်ဒို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 ရိုက်ချက်အနေနဲ့ရည်တွက်ရင်1 2 3 4နောက်ထပ်ဘာတွေရှိမယ်ဆိုရင်1 2 3 4 1 2 3 4အဲ့လိုရည်တွက်ပါတယ်ဒီဘာတစ်ပါးလုံးကို chord အနေနဲ့ဆိုရင် C chord ကိုဖိထားပေးရမှာဖြစ်ပါတယ်ဒီဘာရဲ့ပထမရိုက်ချက်နဲ့တပြိုင်နက်တည်းဘယ်ဘက်လက်က C chord ကိုဖိထားပြီးတော့ဒီဘက်ဆုံးအထိဒီ C chord တစ်မျိုးတည်းဖြစ်ပါတယ်နောက်ထပ်ဘာတစ်ပါးပြောင်းတဲ့အချိန်မှာလည်းနောက်ထပ်တခြား chord ဆိုရင်လည်းအဲ့တတ်မှတ်ထားတဲ့ chord ကိုကျွန်တော်တို့ကဘယ်ဘက်လက်နဲ့ဖိပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီပုံစံလေးကတော့ကျွန်တော်တို့4/4 timing ဘာတစ်ပါးမှာရိုက်ချက်၄ချက်အတွင်းမှာရိုက်ချက်တစ်ချက်ကို notes တစ်လုံးနဲ့တီးရတဲ့အယိုးရှင်းဆုံးပုံစံလေးဖြစ်ပါတယ်နောက်ထပ်ပုံစံလေးတစ်ခုလေ့လာကြည့်အောင်ပါဒီအလေကပုံစံလေးမှာကြတော့ကျွန်တော်နည်းနည်းရှင်းအောင်ပြမယ်နော်ဒီပုံစံလေးမှာကြတော့စောစောအလိုပဲ timing အပြင်4/4 timing ဘာတစ်ပါးသာပဲဖြစ်တယ်ရိုက်ချက်ကလည်း၄ချက်ပါပဲ1 2 3 4ဒါပေမဲ့သူကကြတော့ရိုက်ချက်တစ်ချက်အတွင်းမှာ notes နှလုံးတီးရတယ်ဘာပုံစံဖြစ်ပါတယ်အဲ့လိုမျိုးရိုက်ချက်တစ်ချက်ကို notes နှလုံးပါတဲ့ဘာကိုကြတော့စောစောကရေတွက်တယ်လို့1 2 3 4လို့ရေတွက်လို့မရတော့ပါဘူးသူ့ကိုရေတွက်ပုံကကြတော့ 1n 2n 3n 4n အဲ့လိုရေတွက်ပါတယ် 1n 2n 3n 4n ဒီလိုရေတွက်ပါတယ်notes အနေနဲ့ဆိုရင်ဒူ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 လက်ကတီးတဲ့အခါမှာလည်းလက်မလေးကိုနှစ်ချက်စီပေါ့ဒူ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 ဒီလိုမျိုးတီးပြရမှာဖြစ်ပါတယ် chord အနေနဲ့ကတော့ C chord ဖြစ်ပါတယ်